My Happy Father's Day မှာ Father birthday ပြီးတော့ the mother ဒီမှာတောက်ထိုင်းမှာလာပြီးတော့စားတယ်။ဘာလို့စားလဲဆိုတာပြမယ်နော်။ဒီဟာက pumpkin chicken curry နဲ့ဒါထမင်းပါတယ်တူတွဲပါတယ်။ဒီဟာကကျတော့ဒါကိုက်လန်ဟို3ဓာတ်သားဝက်3ဓာတ်သားကျော် Chinese broccoli နဲ့ pork belly ဒီဟာကဒါကဘာလဲဆိုလို့ရှိရင်ဒါ shrimp နဲ့ပဇွန်နဲ့တင်မော်ဒီတောင်เนาะအဲ့ဒါအခုစားမယ်ဟောဒါအုံနှုတ်ခောက်ဆွဲဟုတ်တယ်ဒါယူရီးယားအုံနှုတ်ခောက်ဆွဲเนาะယူရီးယားအုံနှုတ်ခောက်ဆွဲဝိပြလိုက်ပါဦးနဲ့လည်းတက်ကြွဒါချက်သားဒါယူရီးယားစတိုင်းချက်သားအုံနှုတ်ခောက်ဆွဲအဲ့ဒါကဟာโอเคမှားထားတာကဲစားတော့စားမနောက်လာကြအောင်ပါလာတဲ့ဟာထက်ရိုက်မယ်ဒီမှာဝတ်သားတုပ်ကလေးဝတ်သားတုပ်ဒါဝတ်သားတုပ် yeah thank you မဝတ်သားတုပ်ကစားမယ်ဆိုတော့ဒီကမာလေးအစီအပြေးသားကစားမစားစားပြန်မိရတော့ခေါက်ဆွဲရဒီမှာနည်းနည်းဒါနည်းနည်းခွက်ထက်နည်းနည်းလေး Oh sorry ဟိုစောက်ကြီးလို့ပါလို့မှားလာဘူးဒီအုံးတော့လိုက်မလိုက်မလေးစောက်ကြီးလို့မပါဘဲနဲ့စားလို့မကောင်းဘူး yeah ဒီတော့ဆက်ခဲ့ရလို့I'm going to start up, man. Start up. ပြည့်နေတယ်ဘယ်လိုခေါ်လဲပြပါဦးနဲ့ဒီအစားကြည့်မယ်ဒီအစားချက်သားနဲ့ဝါချက်သားနဲ့ pumpkin နဲ့ချက်ထားတာအဲ့ pumpkin တဲ့ကြောဒါယူရီးယားစတိုင်ပဲ pumpkin ပဲပေးသေးတယ်မလေးအိုနိုလေးစားတော့ကောင်းတယ်ယူရီးယားတဲ့သမီးအဲ့တစ်ခေါက်စားတာညမမေးလားပကန်းချက်ပဲရောတော့ဟိုလည်းမရောနဲ့မရောနဲ့သူရတာသေးတယ်စားကဲဒါက pumpkin chicken curry ဒါဖယုံသီးနဲ့နော် pumpkin ဆိုဖယုံသီးနဲ့ချက်သားတိတ်မပါတော့ဖယုံသီးရများbasil leaf နဲ့အဲ့ဒီရမနေဘူးဒီမှာခေါက်ဆွဲ3ခေါက်ဆွဲမှတ်ထားနောက်တစ်ခါကျ easy သူကမသိဘူးဖြစ်ဒီနေ့ Father's Day မှာလေ2025ဒီနေ့ပါနေလဲဒီရက်ကဘာနေလဲတိလား15ရက်နေ့ Sunday June 5 Father's Day ကဘာလဲ June 15လားဟုတ်နော်နေ့15ရက်နေ့ June 15 2025 Father's Day ကိုအကြောင်းပြုပြီးတော့စားတယ် Mother's Day ကိုအကြောင်းပြုပြီးတော့လဲစားတယ်ကိုကွက်ကိုမွေးနေလဲအကြောင်းပြုလို့စားဟုတ်မှာကျမတို့တောင်းဘယ်လိုနေလဲ taste ကတောက်ထိုင်းတာစိတ်လည်းမရှိဘူးဆက်လာမဆက်လာသမီးတည်စက်ကလေးမှာကောင်းတယ်ဒီလိုရောမဆက်ဘူးလားသမီး3ခွဲမှာလား spice amount 3ခွဲဘုံလုံးတမီအိုးကတော့တော့ကောင်းလားသူတို့ကမချိုးဘူးတိတ်ဘာလို့အခါချိုးဘာမှထားချိုးရောလုံးတော့ဟိုနဲ့ရောအိုးလုံးဟိုခေါက်ကြပါပါဟုတ်ပြီတိုင်းအလူရဲပဲပေါ့ဒီဟပ်ဘူးကောင်းဆိုတော့ဒီလိုဟပ်ဘူးကောင်းဟိုလီမိုမှာပါလီမိုမညလို့မရဘူးတော့စားပါလီမိုမှာပါမလာကောင်းစားပါလားလေဝတ်သားတော့စားဝတ်သားတော့မထည့်
ကြိုက်လားဒီကပြကောင်းတယ်နော် pumpkin chicken ကောင်းလား 出有出，怎么就会出？当然没表演嘛，然后现在。 တော့ပါပြီကြာ Coming, is everything okay for you now? everything so okay limon oh yeah lemon နဲ့ပါနေတယ် limon ပဲလေ can we get the lemon slice it thank you the pumpkin မလေး very good ဒီနေ့ထားတာအဆင်ပြေတယ်ဟုတ်ဟာနာမည်မှာကိုတို့ခဲ့တယ် ဝတ်သားတော့စားမယ်ဒီမှာကိုင်လန်နဲ့ဟိုဝက်ခောက်ကျော်ကောင်းတယ်နောက်တစ်နေ့နဲ့စားအခုကြတယ် ရောင်းတယ်ဝလာတို့တို့ဝလာကင်းလေးတို့တုတ်ပြန်တာ ဆိုင်တော့သိနေခုနေတော့ဒီ ကိုယ်လိုက်ဆိုပြည့်ကဲစားမယ်ဟုတ်တယ်ဟုတ်သားတော့ စားလို့ပြောနေပြီလားအမှားလာတာပြိတ်တယ် ဟုတ်တယ် ရအောင်လို့ခေါ်တယ်တော်ကောင်းယူစားရအောင်လေဘယ်လိုခေါ်လဲ နော်ဦးကဒီမှာပုံလေးကြီးပဲချ ခက်တယ်ယူစားအောင်ဘယ်လိုခေါ်လဲ ရရင်မှာနံပါတ်လား ဟုတ်သားတော့ ခက်တယ်ဘယ်လိုခေါ်လဲယူစားအောင်အဲ့ဒါခက်တယ်ခက်တယ် ကတော့မှဆက်တမီးစားအောင်ပါ တင်မော်ဒီကောင်စား အရင်က ရအောင်လို့ခမလို့အပြည့်နော်မအပြည့်တော့ ဆက်စတယ်တင်မော်ဒီကောင် 我都不要挣钱的嘛。 ဟုတ် 我们刚刚啥招？我要没有。这这，哎，我那两个菜都算了，我在那边哎，我做一下吧，一个。 လာပြီရှိတယ်ဒါဗါလဲကွက်ပြိုဒါကွက်ပြို 你来一个。 ကွက်ပြိုဝါကွက်ပြို ဒီမှာလက်ငါပြီးရင် ယူကြရယူကြ ရကြည့် ကွက်ပြိုကောင်းလား taste ကောင်းလား 更见了。 အရင်မကြိုက်ဘူးနော်ဟုတ်ပါဘူးဒါကွက်ပြိုမခောက်ဆွဲခောက်ဆွဲပါတယ်မလေး 嗯。 မကွက်ပြို chicken ကွက်ပြိုရတော့ဖာသာတိတ်မကြိုက်ဘူးပဲကိုတော့ကြိုက်လိမ့်မယ်ထင်တယ်ခောက်ဆွဲပြုတ်တုံမြန်းခောက်ဆွဲပြုတ်လို့ကွက်ပြိုက 这里有我了，出来高了，有啥了？ အမီရောည ဒီလေ ကောင်းတယ်အမေကြိုက်တယ်တုံမြန်းနဲ့ကဲအားလုံးပဲနောက်ဆက်ပါမယ်နောက်ဆက်လိုက်ပါဦး 我都考出来了。 အားလုံးပြောပါဦးပြောအောင်တော့ကတော့ဖြစ်တယ် 我都考出来了，对吧？我嘞，你没有啊？对的，我都考出来，变难了。 อืม 这个好，妈妈比多人啊，我都考出来了。 อืม 这当然应该的。 အမေကလည်းပြောလိုက်ပါဦး ပြောမှာ
နှုတ်ဆက်လိုက်ပါဦး Bye. ဒါလူခံတယ် မဲပြောတယ် ဒါလူခံတယ် ဆက်လက်ခေါင်းတယ်